မင်္ဂလာပါဒီမှာလေးပြတာမိထားတယ်only sharing လုပ်ချင်လို့ပါတဲ့ဘယ်ရဆောင်းမှမသိဘူးတဲ့ပြီးတော့ online business ဆောက်လုပ်နေပြီပေါ့နော်ဆိုတော့ရေးထားတယ် okay ပါနော် knowledge sharing လုပ်ချင်တယ်ဆိုရင်ကောင်းပါတယ်စိတ်ထားလေးကောင်းတယ်ပေါ့နော် knowledge sharing လုပ်ချင်ဆို okay အဲ့တော့ knowledge sharing လုပ်ချင်တယ်ဆိုရင်ကိုကဒီနေရာမှာဘယ်အကြောင်းအရာနဲ့လာပြီး knowledge sharing လုပ်ချင်တာလဲအများကြီးရှိပါတယ်နော်ကိုဥတီချက်ပေါ့နော်ကိုဘာအကြောင်းမှပြောချင်တာလဲအဲ့ဒီဟာလေးကိုရှင်းရှာလဲပေါ့အမကိုကနော် online business ရဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောချင်တာလားအကြောင်းအရာလဲဟုတ်ပြီ online business မှာဘာတွေကြုံတွေ့ခဲ့ရမလဲနော်ကိုလည်း online business လုပ်နေတယ်ဆိုရင်ဘာအခက်အခဲတွေကြုံတွေ့နေရလဲကိုအဲ့လိုမျိုးကြုံတွေ့နေရဘယ်လိုအခက်အခဲဖြေရှင်းသွားလဲအဲ့လိုမျိုးနော်အဲ့ဒီအကြောင်းအရာကို knowledge share လုပ်ချင်တာလားဒါမှမဟုတ်တခြားပေါ့နော်ဥမာကျမရေးကောင်းအောင်ပဲပေါ့နော်ဟိုဘယ်လိုနေထိုင်စားတောင်းရမလဲ knowledge sharing လုပ်ချင်တာလားအဲ့လိုမျိုး content တွေလိုအပ်တယ်နော်ကိုကဘယ်လမ်းကြောင်းကိုသွားပြီးတော့ knowledge sharing လုပ်ချင်တာလဲနော်အဲ့လိုမျိုးလိုအပ်ပါတယ်မွန်လေးကတော့ knowledge sharing လုပ်တယ်ဆိုတာကတော့ဒီမှာနော်ဒီမွန်လေးဆိုလဲ online business မလုပ်ခင်မွန်လေး online shop ပြန်နေလာတာပါ order ကဘွားနေပေါ့နော်အဲ့ဒီနောက်ပိုင်းမှာမွန်လေးဒီ order လည်းအများကြီးပေါ့နော်ဟိုရလာတယ်ပြီး online business တွေပြောင်းလာတယ်ရင်းမိတောင်မှာမွန်လေးရောင်းနိုင်တဲ့အနေထားရောက်လာတယ်ပေါ့နော်ဆိုတော့လေအဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးကိုကာလအတွင်းမှာကို glory ခက်ခဲတွေကြုံတွေ့ခဲ့ရတယ်ဘယ်လိုမျိုးတွေစူးစမ်းခဲ့ရတဲ့ရောင်းကောင်းမှုအတွက်ပေါ့နော်အဲ့လိုနီးလက်လေးပုံလေးရောက်လာပြီး knowledge share တွေလုပ်ပါတယ်အဲ့တော့ကိုကဘာအကြောင်းကနေလုပ်ချင်တာလဲပေါ့နော်အဲ့ဒီတစ်ချက်စဉ်းစားပါနော်စဉ်းစားပြီးရတဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းရမယ်ပြီးတော့စာဖတ်ရမယ်နော်စာရီများဖတ်ပါပြီးတော့သူများဗီဒီယိုတွေများလေးနားထောင်ပါစာရီများဖတ်မယ်နားထောင်မယ်ကိုယ့်ရဲ့အတွေ့အကြုံနဲ့ပေါင်းပြီးတော့ပြန်ပြီး sharing လုပ်ပေးပါokay အဲ့ဒါမျိုးဆိုရင်အဆင်ပြေပါလိမ့်မယ်เนาะအဲ့တော့အဓိကအကြောင်းရင်းမလေးပြောချင်တာကတော့ကိုကဘာအကြောင်းလဲလာပြီး sharing လုပ်ချင်တာလေ knowledge sharing เนาะအဝင်းချင်မှာအများကြီးအကြောင်းတွေရှိတယ်เนาะမအလှပနဲ့ပတ်သက်ပြီးတော့ knowledge sharing လာလုပ်ချင်တာလားဒါမှမဟုတ်မွန်လေးတို့လိုမျိုးပေါ့เนาะဒီเนาะ coaching ပေးပြီးတော့เนาะ online business ပတ်သက်ပြီးတော့ coaching ပေးပြီးတော့လာပြီး sharing เนาะလုပ်ချင်တာလားအဲ့ဒါလေးတော့ရွေးချယ်ဖို့လိုအပ်ပါတယ်เนาะအဲ့ဒါနောက်ပိုင်းမှာတော့မလေးခုနပြောသလိုလေးပေါ့เนาะကြိုးစားပါကိုအတွေ့အကြုံတွေနဲ့လည်းပေါင်းပါသူများပြောရရင်လည်းနားထောင်မှဆိုင်လည်းညာကြီးဖက်ပါအဲ့ဒါမျိုးဆိုရင်ပြောစရာစကားတွေအများကြီးထွက်လာပါလိမ့်မယ်โอเคနော်အော်ရပါတယ်မလေးက coach လေးပါနောက်ထပ် video လေးပြန်ဆက်ကြပါမယ်ရှင်